အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်ကထက်ဆွေပါကျွန်တော် MIPD Institute ကဖြစ်ပါတယ်ကျွန်တော်ဒီနေ့ဆွေးနွေးမယ့်အကြောင်းအရာကတော့ ED နဲ့ဆုံးတဲ့ adjective နဲ့ ING နဲ့ဆုံးတဲ့ adjective တွေကိုဘယ်လိုသုံးရမလဲဆိုတဲ့အကြောင်းအရာကိုဆွေးနွေးပြီးသွားမှာဖြစ်ပါတယ်ကျွန်တော် ED နဲ့ဆုံးတဲ့ adjective တွေကိုဘယ်လိုနေရာတွေမှာသုံးလဲဆိုလို့ရှိရင် to describe a person's own feelings ကျွန်တော်လူတစ်ယောက်ရဲ့ကိုယ်ပိုင်ခံစားချက်တွေကိုပေါ်ပြတဲ့အခါကျရင်ကျွန်တော်သုံးထားရှိပါတယ် ING adjective တွေကိုကြတော့ to describe a situations a things that causes the feelings ကျွန်တော်ခံစားချက်တွေကိုဖြစ်ပေါ်စေတဲ့အကြောင်းအရာတစ်ခုခုကြောင့်အခြေအနေတစ်ခုခုကြောင့်ခံစားချက်ကိုဖြစ်ပေါ်စေတဲ့အကြောင်းအရာမျိုးကိုရေးချင်တဲ့အခါကျရင်ပေါ်ပြချင်တဲ့အခါကျရင်ကျွန်တော် ING adjective ကိုသုံးရပါတယ်အဲ့တော့ဒီ ED adjective နဲ့ ING adjective ကိုပေါ်ပြတဲ့နေရာမှာကျွန်တော် format လေးတည်ထားလိုက်ရင်ပိုပြီးလွယ်ကူစေပါတယ်အဲ့တော့ format ကကျွန်တော် ED adjective မှာဆိုလို့ရှိရင် subject ရှိမယ် verb to be ရှိမယ်ပြီးရင် ED adjective ရှိမယ်အခုနပြောတဲ့ subject နေရာမှာလူ subject ပဲဖြစ်ဖို့လိုတယ်အဲ့တော့တခြား subject တွေကိုကျွန်တော်တို့သုံးလို့မရဘူးလူ subject ကိုတွေးလိုက်တာနဲ့ကျွန်တော်တို့နောက်ဆုံးမှာသုံးမဲ့ adjective ကED နဲ့ဆုံးတဲ့ adjective ကိုသုံးရပါတယ်နောက်ထပ် ING နဲ့ဆုံးတဲ့ adjective ရဲ့ format ကကြတော့ဘယ်လိုမျိုးလဲဆိုလို့ရှိရင် subject ရှိမယ် verb to be ရှိမယ် ING နဲ့ဆုံးတဲ့ adjective ရှိမယ်အဲ့တော့အခုနလိုမျိုးပဲ subject နေရာမှာလူမဟုတ်တဲ့ subject တွေကိုကျွန်တော်သုံးဖို့လိုတယ် Okay let's see some examples I'm not interested in my job anymore ကျွန်တော်ရဲ့အလုပ်ပေါ်မှာကျွန်တော်လုံးဝထပ်ပြီးတော့စိတ်မဝင်စားတော့ပါဘူးအဲ့တော့ my job is not interesting ကျွန်တော်ရဲ့အလုပ်ကစိတ်ဝင်စားစရာမကောင်းပါဘူး I am exhausted ကျွန်တော်အယမ်းပန်ပန်နေပါတယ် the journey was exhausting journey ကအယမ်းကိုပင်ပန်းပါတယ် now ဥပမာတစ်ခုပြောရမယ်ဆိုလို့ရှိရင် the movie is exciting movie ကအယမ်းစိတ်လှုပ်ရှားစရာကောင်းပြီးတော့I am excited in this movie ကျွန်တော်ဒီ movie ပေါ်မှာအယမ်းစိတ်လှုပ်ရှားနေပါတယ်အဲ့တော့ဆိုလိုချင်တာက subject နေရာမှာလူ subject ကိုသုံးမယ်ဆိုလို့ရှိရင်ကျွန်တော်တို့အဆုံးမှာ ED နဲ့ဆုံးတဲ့ adjective ကိုသုံးရပြီးတော့ subject နေရာမှာလူမဟုတ်တဲ့အရာဝတ္ထုပစ္စည်းအခြေအနေတစ်ခုကိုသုံးမယ်ဆိုလို့ရှိရင်အနောက်ဆုံးမှာ ING နဲ့ဆုံးတဲ့ adjective တွေကိုသုံးရပါတယ် Thank you so much